မချာကာမီလီယာဟာ2026ခုနှစ်ဇူလ9ရက်နေ့မှာဆွင်းပေါ်ထွက်ရှိတဲ့ဂျပန်အင်ဒီမြူတီပလေးယာ high and seek ဂိမ်းတစ်ခုဖြစ်ပြီးတော့မှ developer တဦးတည်းတော့ Limorin 1224ဖန်တီးခဲ့တာဖြစ်ပါတယ်ဂိမ်းထဲမှာတော့ကစားသမားများကိုရှာဖွေရတူနဲ့ပုံတဲ့လူတွေအခွက်ခွဲထားတာဖြစ်ပါတယ်ဖိုင်တာများဒီအဖြူအောင်ခန္ဓာကိုယ်များကိုစိတ်ပတ်ဝန်းကျင်များကိုသိချေကနိုင်ရန်ပစ္စည်းများမြေပြင်များနဲ့တူအောင်ဖုံးကွယ်ရတာဖြစ်ပါတယ်စစ်ကာတွေကတော့အချိန်မကုန်သေးဟိုက်တာတွေကိုရှာဖွေရတာဖြစ်ပါတယ်ဂိမ်းထွက်ပြီး4ရက်အတွင်းအယောင်1တန်းကျော်ရှိပြီးတော့မှ9ရက်အတွင်း2တန်းကျော်ရောင်းချနိုင်ခဲ့တာဖြစ်ပါတယ်ထို့တော့တပတ်မပြည့်မီပဲ3တန်းကျော်ရောင်းတာခိုင်နေဖြစ်2026ခုနှစ်အမြန်ဆုံးအောင်မြင်သောအင်ဒီဂိမ်းတစ်ခုဖြစ်လာခဲ့ရဖြစ်ပါတယ်ပရိုဟန်ပုံစံနဲ့ဟိုင်အန်စီရဲ့အတိတ်အဆန်းဆုံးပြောင်းလဲထားခြင်းငွေချင်းများနဲ့ရည်စရာကောင်းသောဂိမ်းလေးများကိုဖန်တီးနိုင်ခြင်းထွေမှာ YouTube ကများကြား viral ဖြစ်လာခြင်းဈေးနှုန်းတက်တာခြင်း stream ပေါ်တွင် 5.99 တာရှိခြင်းတို့အကြောင်းဖြစ်ပါတယ်လက်ရှိတွင် Windows PC stream အတွက်တာထွက်ရှိလာပြီးတော့မှ PS5 Xbox Switch တို့တော့တရားဝင်ကြေညာထားခြင်းမရှိပါဘူးမချာကာမီလီယာ2026ခုနှစ်အတွက် High and Seek Party Game တစ်ခုပြတော့2026ခုနှစ်ရဲ့အောင်မြင်ဆုံးအင်ဒီဂိမ်းတစ်ခုဖြစ်ပါတယ်။ယေရှုပေးကြတော့ကျေးဇူးတင်ပါတယ်။